ဒီကိုရောလုံးပဲမြင်ကြတာပါဗျာ CDA ပွဲစဉ် AC Milan နဲ့ Sassuolo တို့ရဲ့ပွဲလေးကိုပွဲကောင်းလေးရွေးချယ်ပေးချင်ပါတယ်ညလုံးက channel မှာတင်ပေးထားတဲ့ပွဲတွေအားလုံးကြားလိုက်ကြမယ်လို့ထင်ပါတယ်ဗျာဒီလိုပွဲလေးတွေလို့ရှင်တော့ Telegram channel လေးကို join ထားပေးပါဗျာဒီပွဲလေးကတော့ဒါအကြိုက်တူတယ်ဆိုယူကစားကြည့်ပါနော် AC Milan ကတော့ဒါဇေယျထိပ်ပိုင်းမှာရှိနေပြီးတော့အမှတ်လိုနေပေမဲ့ Sassuolo ကိုတော့တတိထားရပါလိမ့်မယ် AC Milan ရဲ့အိမ်ဝင်ဆန်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးအိမ်ဝင်ပွဲစဉ်5ပွဲမှာဒါ4ပွဲတောင်နိုင်ထားပါတယ် Sassuolo ကတော့ဒါအသင်းကြီးတွေနဲ့တွေ့တဲ့ဒါအခါကိုပြတ်ရှုံးလေးရှိတတ်ပြီးတော့ဒါလည်းလက်သေးတွေနဲ့ဆိုရင်တော့အနိုင်ပြန်ယူလေးရှိတဲ့ခြေစွမ်းမတည်နေတဲ့အသင်းပါဒါဝေးပွဲစဉ်တွေမှာဆိုရင်လည်းနောက်ဆုံး5ပွဲမှာဒါ3ပွဲရှုံးနေထားပြီးတော့ပေးကိုမှလည်းဒါ12ဂိုးတောင်ပေးထားရပါတယ် Sassuolo ကဒါကစားရမတည်နေတာမလို့ဘယ်လိုခံစင်မျိုးနဲ့ကစားလာမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရပါမယ်ကျွန်တော်တို့ head to head ကိုကြည့်မယ်ဆိုရင်နောက်ဆုံး4ပွဲမှာ AC Milan က2ပွဲနိုင်1ပွဲတည်ရည်နဲ့ Sassuolo ကတော့1ပွဲပဲနိုင်ထားပါတယ် AC Milan ကအိမ်ဝင်မှာ2ဂိုး5ဂိုးနဲ့ရှုံးနေထားခဲ့ဘူးလို့နောက်ဆုံးအိမ်ဝင်ပွဲစစ်မှာတော့ဒါ6ဂိုး2ဂိုးနဲ့တော့ကိုပြတ်နိုင်ထားပါတယ် Sassuolo ရဲ့ကစားဟန်ကဒါတိုက်စစ်Sassuolo ရဲ့ကစားဟန်ကတော့ဒါကန်စစ်ပိတ်ဆို့တာမျိုးမလုပ်ဘဲနဲ့တိုက်စစ်ဖွင့်ကစားတာမျိုးမလို့ AC Milan အနေနဲ့ဒီခွင့်ရုပ်ကိုတုံးချပြီးတော့ဒါကောင်တာတက်တွေနဲ့ဂိုးတွေဖန်တီးနိုင်ပါလိမ့်မယ် Sassuolo ကဒါဂိုးပေးရလွယ်တယ်လို့ဒါဂိုးလည်းပြန်သွင်းနိုင်တာကြောင့်ဒီပွဲကနှစ်ဖက်အပြန်လန်သွင်းဂိုးတွေနဲ့ဂိုးများမဲ့ပွဲဖြစ်လာနိုင်ပါတယ်ကျွန်တော်ကတော့ဂိုးပေါ်လေးကိုရွေးချယ်ခြင်းပါတယ်ဒီကိုတော့ဒီပွဲလေးကိုဘယ်လိုထင်လဲဆိုတာ comment လေးမှာရေးပေးသွားပါအောင်ဗျာအားလုံးပဲ good luck ဖြစ်ကြပါစေဗျာ